Okay အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့5 km အပြေးလေးကျင်ကြည့်မယ်ပေါ့နော်အပြေးနဲ့ပတ်သက်ပြီးတော့တစ်ခါမှတော့မပြေးဘူးဒါပထမဆုံးလေးကျင်တာပေါ့နော်ဆိုတော့ကျွန်တော်5 km ကိုဘယ်လောက်အချိန်ဘယ်လောက်နဲ့ရောက်မလဲဘယ်နှခေါက်နားရမလဲဘယ်လိုတွေဖြစ်မလဲသိချင်တော့ကျွန်တော်တို့လိုက်ပြေးကြည့်လိုက်အောင်Sport Club ရှိရောက်ပြီဆိုတော့ကျွန်တော်ဒီ Sport Club ကပဲစတယ်ခုကျွန်တော်4မိနစ်ပြေးတယ်10မိနစ်နားမယ်ပြီး4မိနစ်ဆက်ပြေးမယ်ဆိုတော့အဲ့နှုန်းလေးနဲ့ပဲတော့မယ် Okay နားရချင်းပြေးပြီဆက်ပြေးအောင်ဘယ်တော့မလဲဦးသားဒီနေ့မကြတော့4မိနစ်ပြေးဖို့တော့အနိုင်ပဲမခံနိုင်ဘူးဖူးအမေပြေးရမှာပဲ Come on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  မနိုင်တော့ဝါမြောက်4မိနစ်ပြေး10မိနစ်နားဖို့စူးစမ်းကြည့်3မိနစ်နဲ့45စက္ကန့်မှလစ်သွားအဖြုံးဟိုမှာတွေ့နေတာကတော့ကျွန်တော် Star City ရဲ့ညဈေးလေးပဲဖြစ်ပါတယ်စာ4မိနစ်ပြေး10မိနစ်နားမလို့စဉ်းစားထားတာပဲ2မိနစ်တော့မနေပြေးနေရတယ်ဆက်ပြေးမယ်3 km လောက်ရောက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ heart rate တအားမြန် heart rate ကတော့ဒါ2 km လောက်မှတည်းမြန်တာလေ3လောက်ရောက်လာတော့သူက heart rate တွေမြန်နေပြင်အောင်ခြေထောက်တွေပါတောက်လူပြစိတ်ရှိသေးတယ်ဒါပေမဲ့ခန္ဓာကိုယ်ရမလိုက်နိုင်တော့ဒါပေမဲ့လည်းဆက်တော့ပြေးနေပါတယ်5ပြေးအောင်တော့ပြေးမယ်ဗျာရာသီဥတုရဲ့အခြေအနေကရမ်းမိုက်တယ်ကြည့်လိုက်အောင်နောက်ကိုရှိုးလိုက်အောင်ရာသီဥတုကြီးတကယ်ကောင်းတယ်ဒါပေမဲ့လူကမပြေးနိုင်တော့ဖက်ကဖက်လည်းပေါက်ခြေတော့ခြေတူတော့ခြေလည်းပေါက်နေအိုးရှုခင်းလေးတွေပြမယ်နော်ကနေ့စီနေတယ်ရှိမပြည့်နေရှိလဲကောင်းရှိလဲကောင်းတော်တယ်မလားစင်ရှိမပြည့်နေလို့4 km လဲကျော်လာပြီကျွန်တော်လည်းမရတော့မိုးလည်းချုပ်လာပြီလူလည်းမရတော့ပြေးလို့တော့မနိုင်တော့ဒါပေမဲ့နည်းနည်းပဲကျွန်တော်ပြေးပြလူရဆက်ပြေးနေတယ်ဒါပေမဲ့လို့ပြေးနေပြောတာမောတယ်ဗျာ Okay 4.70 မိနစ်က38ပြည့်တော့မယ် 4.93 km ဝါချိန်ရတော့40 second oh sorry အချိန်ရတော့40 minutes ကျော်သွားပြီပြန်တော့ရောက်လာပါပြီ